ကုညီဆောင်ရှောက်တာကမှပိုးခိုင်တာတန်ရောစဉ်ကမခိုင်ဘူးတန်ရောစဉ်ဆိုတာကိုယ်အလိုချလေးဖြစ်နေတော့နဲ့တန်ရောစဉ်ကိုယ်စိတ်တိုင်းမကြတော့ဘူးဆိုတာနဲ့တပြိုင်နက်တန်ရောစဉ်မရှိတော့တဏှာရဲ့သဘောကခုကောင်းစားဖို့ပဲရှိတယ်ဆိုပါစို့သားသမီးတွေကိုမိဘတွေကချစ်တယ်နဲ့ပြောကြတယ်သားသမီးချစ်တာလားကိုကိုချစ်တာလားတေချာဆန်းစစ်ကြည့်အများကတော့ဖြေလိမ့်မယ်သားချစ်တယ်သမီးချစ်တယ်ပေါ့ဒါဖြင့်အဲ့ဒီသားသမီးကိုဘာကြောင့်ချစ်နေတာတုံးလို့မေးလိုက်လို့ရှိရင်ဒီသားသမီးလေးကိုကြည့်ပြီးတော့ကိုယ်စိတ်ထဲမှာစိတ်ချမ်းသာနေတယ်အားကိုးနေတယ်ယုံကြည်နေတယ်ငါတက်ကြီးငါသားလေးကငါဆောင်းရှောက်မှာပဲငါသမီးကငါဆောင်းရှောက်မှာပဲနဲ့ဟောအကုမှုတွေတွေ့တာမှုတွေအဲ့ဒီလိုမျောလင်းချက်ကလေးတွေနဲ့ထင်အဲ့ဒီသားသမီးကကိုယ်ဒုက္ခပေးလာပြီဆိုရင်မိဘတွေဘာလုပ်ကြတော့အိမ်ကနေနှင်ချပြီးအမွေပြတ်ကြော်ညာကြတယ်မဟုတ်လားအဲ့ဒါဖြင့်အဲ့ဒီသားသမီးကိုချစ်တယ်ဆိုတာဘာကိုချစ်တာတော့လို့မေးလို့ရှိရင်ကိုယ့်ရဲ့ပျော်ရွှင်မှုကိုဖျက်ဆီးလာပြီးကိုယ့်ရဲ့ဘဝကိုထိခိုက်လာပြီးဆိုလို့ရှိရင်အဲ့သားသမီးချစ်တော့အဲ့ဒါကိုကြည့်မယ်ဆိုရင်မိဘတွေကတကယ်ချစ်တယ်ဘာကိုချစ်တာတော့ကိုယ့်ဘဝကိုချစ်တာပဲ